3 easy English with letter A. Okay, so first apply ကရှောက်လွှာတင်ဒီဆိုတော့ရတယ်။သူ့ကိုသုံးမယ်ဆိုတော့နောက်မှာ for လေးတစ်လုံးလိုတယ် apply for something အလုပ်လျှောက်တယ်ဆိုရင် apply for a job passport လျှောက်တယ်ဆိုရင် apply for a passport visa လျှောက်တယ်ဆိုရင် apply for a visa license လျှောက်တယ်ဆိုရင်တော့ apply for a license ငါအလုပ်တစ်လျှောက်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီ I have decided to apply for a new job ငါကူးလက်မှတ်လျှောက်ပြီးသွားပြီလားဆိုရင်တော့ have you applied for a passport admit when